ပြောသူရ哦，那ဘာဖြစ်လို့ ဩညီလေးကိုပြောစရာရှိလို့ ဘာဖြစ်လို့လဲဝေး ဩတပိတ်ကလကာဖွင့်လေညီလေးနှစ်ပါးသွားကနေတာ ဟုတ်ကဲ့ ညီလေးနှစ်ပါးသွားကိုဖြောပြတင်ဆက်ပေးဖို့လေညီလေးနဲ့အထူးပါဝင်ဖြောပြမယ်ဧည့်သည်တော်ရောက်နေတယ်ဗျာ ဟာလားဘသူဟုတ်တယ်လေ ဟုတ်လေ ဩနိုင်ငံကျော်တင်းတန့်ရှင်စိတ်နေကြီးရဲ့တူမာလေး အဲ ချစ်စုဆန်လေး အဆိုတော်လေး အဆူတော်လေး အဆူတော်လေးရောက်နေရဟဟလား ဟုတ်တယ် အမှန်ဟမ်မင်းအဲ့ဆိုတော့ရောက်နေတယ် ဟုတ်တယ် အဲ့ဒါဆိုရင်မင်းတို့ကရောက်နေဆိုတော့ငါတို့ကလည်းကြွားမှာပေါ့သားနဲ့တွဲပြီးတော့အမှုပညာဖျော်ပြမဲ့တေးတန်ရှင်ရောက်နေလေဘယ်သူကမှလဲ Starless Sky မှာအကောင်းဆုံးဆုရထားတဲ့တေးတန်ရှင်ရွှေယုံလေး ဟာဆွေယုံလေး ဟုတ်တယ် ဆွေယုံလေးဆိုတော့မိမကြီးပေါ့နော် ဩမိမမလို့ဆောက်ကြည့်ရတာလေအဲ့ဒါရောက်နေတယ်ဗျာ ဟုတ်တယ်ညီ အ လေး ဆိုတော်လေးထူးထူးခြားခြား အဆူတော်လေးတွေရောက်နေတယ် ဟုတ်ဒါပေမဲ့ဟုတ်သူတို့နဲ့အကတွေဘာတွေတိုက်ထားအဲ့လိုအဆင်ပြေပါမလားတချင်းတွေဘာတွေလည်းဘာမှမရှိဘူး ညီလေးလေအဆူတော်ဆိုတော့အကတော့တိတ်မကျွမ်းဘူးကွာ တချင်းတွေအဓိကမရှိရလေအကကသူတို့ဖြောပြဖို့တချင်းမရှိ တချင်းမလို့ဘူးဒါ professional တွေကနေတာ တဆိုးရဲ့စင်ကွာဖြည်းဖြည်းပြောလာမှာ အေးတချင်းမလို့ဘူးအဲ့ဒီအဆူတော်လေးတွေကသူတို့က nose ဘာဘာ nose အဲ့နှုတ် နှလုံးလေ နှုတ်ဆိုတာဘယ်လိုပေါင်းတာ TOTD nose ငါတင်းကိုတင်းကြီးနှုတ် တေချာပြောပါလေ ပြောလိုက်တဲ့အင်္ဂလိပ်စကားစားလိုက်တဲ့ငပိဒေါသကိုငပိကြိုက်တယ်လေနော်အဲ့ဒီ nose ရွတ်မှာကောင်မလေးက nose ရွတ်မယ်ညီလေးကတချင်းကိုစားတာလက်တန်းထဲနိုင်တယ် အော်ကောင်မလေးတွေကခြာလေးကိုရွတ်မယ်နှုတ် ပရိတ်ရမှာပရိတ် ဒီကတော့နှုတ်တယ်လို့မရှိတော့ဘူး မဟုတ်တေချာလေးရှင်းအောင်ပြော တေချာရှင်းအောင်ပြောမင်းကခလေးရှင်းအောင်နားတော့ သူတို့အဆူတော်လေးတွေ အဆိုတော်လေး တေးတန်ရှင်နေဆိုတော့မြန်မာအကောက်တိတ်မကျွမ်းဘူး ဟုတ်တယ် ဒါပေမဲ့ကနိုင်တယ်လို့တော့ကနိုင်တယ်လေ ဟုတ်တယ် အဲ့တော့သူတို့ကတချင်းတွေပါတယ်မလုံးကြီးလေဟာ ဟုတ် သူတို့က nose ကိုပါဇက်ကနေရွတ်မယ် อ๋อဆိုတော့ nose တွေပိုင်းနေ nose ရွတ်မယ် ဟုတ်တယ် ဒီလေးကအဲ့ဒီ nose ပေါ်မှာစာသားလေးတွေထည့်လို့ရ အာကိုကြီးကတော့အထင်သေးပါ යි ဒီမှာသူရဝင်းထော့ရှန်ထုံးမြန်မာစာရဲ့တပည့်အင်္ဂလိပ်စာသူရဝင်းထော့ပါ ဩ တကယ်ရတယ်နော် အင်္ဂလိပ်စာပြောရလား ရအောင်ထည့်ပြမယ် အေးကြ ရ တယ် အောင်ထည့်မယ် ဒါဟုတ်ပြီ အေးကြတယ်နော် ဟာသူတို့ဒါနှုတ်မှန်အောင်ရွတ်ပြအောင်ရွတ် ကဲအဲ့ဒါဆိုရင်ပေါင်းဆက်ဂီတအမှုပညာဖျော်ပြရမှာ ကဲအဲ့ဒါကျွန်တော်မောင်နှမတွေထူနော်တန်တိမှုတက်လေးနေအနုပညာတန်တိမှုတက်လေးကြည့်အောင်ဗျာ ဟုတ်ပြီ မှန်တယ် ကဲ